အားလုံးမင်္ဂလာပါကိုလေးလေး YouTube channel ကနေကြိုဆိုပါတယ်ဒါဗျာတူတူသွားပြီးတော့နားထောင်နေတော့ဒီကောဘာတွေပွားမလဲလို့လားအခုကဘလို့အခြေအနေကဘလို့ဖြစ်သွားလဲဆိုကျမတို့ပါတီတွေကအာဏာရအစိုးရနဲ့ပြန်ရတယ်လို့ဖြစ်သွားတယ်ပြောချင်တာ level playing field ဖြစ်ဖို့မဖြစ်တော့တဲ့သဘောကြာရောက်တာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီအခု2025ရွေးကောက်ပွဲအခင်းကျင်းအောင်ဒီဥက္ကဋ္ဌအနေနဲ့လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတည်းဖြစ်မယ်လို့ယုံလားယုံကြည်လားအဲ့ဒါကိုဒါအမေခံရတာဒုတိယအချိန်ပေါ့ဆိုလို့ရှိရင်ကျွန်မ2025February 1ရက်မှာကျွန်မဟိုဒီပြည်ထောင်စုဆိုရဖွဲ့ရနေပါတီကိုပြန်ရောက်တယ်ပေါ့ပြန်ရောက်ပြီးတော့မှကျွန်မပထမဦးဆုံးချိန်ကျွန်တော်တို့ပါတီကသတင်းစာရှင်းလင်းပွဲလုပ်တယ်လေအဲ့ဒါမေလ17ရက်နေ့မှာလုပ်တယ်အဲ့တော့ကတော့ပထမအချိန်မေးခံရတာပေါ့နော်အဲ့တော့ကျွန်မဘာဖြေခဲ့လဲဆိုလို့ရှိရင်ဒီ2008ဖွဲ့စည်းပုံရတပ်မတော်ဒီဒုတိယသမ္မတတဦးရတယ်ပြီးလို့ရှိရင်လွှတ်တော်ထဲမှာ25ရာခိုင်နှုန်းကိုယ်စားလှယ်တွေအလိုလျောက်ရတယ်နောက်တော့ကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးဝန်ကြီး3ပါးရတယ်ဒါက2008ဖွဲ့စည်းပုံကအာမခံထားတာပေါ့နော်ဒါတက်ကရတဲ့အထူးခွင့်ရေးပေါ့နိုင်ငံရေးအခွင့်ရေးပေါ့ဆိုလို့ရှိရင်ဒါကိုလည်းကျမတို့ကသဘောတူပါတယ်ဘာအတွက်သဘောတူရလဲဆိုရင်တက်ဆိုတာဟိုအမျိုးသားနိုင်ငံရေးလှုပ်ချင်တယ်အမျိုးသားနိုင်ငံရေးလှုပ်ချင်တယ်တက်မတော်သားတွေလည်းနိုင်ငံသားတွေပဲနိုင်ငံရေးလှုပ်ချင်မှာပဲဆိုတော့2008ဖွဲ့စည်းပုံရဒီလိုပေးထားတာတွေကိုကျမတို့ကမငင်းပယ်ဘူးဆိုလို့ရှိရင်အခုလက်တလောလဲတက်မတော်ကတာဝန်ယူထားတဲ့ကာလဖြစ်တဲ့ခါကျတော့ဒီလိုမျိုးတက်မတော်အစိုးရနောက်2008ဖွဲ့စည်းပုံရအာမခံချက်တွေလည်းရှိတယ်။တော့တက်မတော်အစိုးရတရက်ကနေပြီးလှုပ်ပေးတဲ့ရွေးကောက်ပွဲကိုကျမကနိုင်ငံရေးပါတီတစ်ခုကအစိုးရဖြစ်ပြီးလှုပ်ပေးတဲ့ရွေးကောက်ပွဲတဲ့ပို့ပြီးယုံကြည်တယ်လို့ကျမဖြေခဲ့တယ်ပေါ့နော်။ဆိုလို့ရှိရင်အခုချိန်မှာတော့အခင်းချင်းပြောင်းသွားတာပေါ့ရှင်။အခင်းချင်းပြောင်းသွားတာကအခင်းချင်းပြောင်းသွားတာဒီလိုခွင့်ရေးတွေရှိနေပေမဲ့လည်းတက်သည်ဟိုတက်ကပေါ့တကယ်ပေါ့နော်လက်တလောဒီနိုင်ငံတာဝန်တော်တော်ကြီးကြီးမားမားယူထားတဲ့သူတွေကစပြီးတော့မှဟိုပေါ့ပြည်ခိုင်ဖြိုးပါတီကိုဝင်ပြီးတော့မှပြိုင်ကြတယ်လေနောက်တချို့လဲတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကိုပို့တယ်လို့လည်းကြားတယ်အဲ့ဒါတော့သတင်းကြီးကြီးမားမားမထွက်တော့ကျမတို့သိမသိဘူးဆိုတဲ့ခါကျတော့အခုကဘလို့အခြေအနေကဘလို့ဖြစ်သွားလဲဆိုတော့ကျမတို့ပါတီတွေကအာဏာရအစိုးရနဲ့ပြန်ရတယ်လို့ဖြစ်သွားတယ်ပြောချင်တာ level playing field ဖြစ်ဖို့မဖြစ်တော့တဲ့သဘောကြာရောက်တာပေါ့နော် level playing field မဖြစ်တော့တဲ့သဘောကြာရောက်တယ်နောက်တစ်ခုကတော့ဒီတပ်မတော်ဆိုတာပေါ့နော်ဒါတပ်မတော်က2008ဖွဲ့စည်းပုံအရပေးထားချက်တွေရှိတယ်ပေးထားတဲ့အခွင့်အရေးတွေရှိတယ်ဒီအခွင့်အရေးတွေအရဒီပြည်ထောင်စုလွှတ်တော်မှာမဲခွဲလိုက်ရင်လဲတပ်မတော်သားအစုအဖွဲ့ကနေပြီးတော့တင်သွင်းတဲ့ဒုတိယသမ္မတဒီလဲသမ္မတဖြစ်သွားနိုင်တယ်ဆိုလို့ရှိရင်သမ္မတဖြစ်ပြီဆိုတာနဲ့သူကအစိုးရတစ်ဖွဲ့အစိုးရပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းတယ်တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းတယ်ဒါလက်ရှိပေးထားချက်2008ဖွဲ့စည်းပုံရပေါ့ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တကယ်လို့တက်ကပါတီတွေတဲကိုမပို့ဘဲနဲ့တက်လို့ပဲနေပြီးတော့ပြီးလို့ရှိရင်လက်တလောလဲအုပ်ချုပ်နေတဲ့သူဖြစ်တော့ဒီတက်မတော်အစိုးရလက်ထက်မှာပဲပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းတယ်ဒီတက်မတော်အစိုးရလက်ထက်မှာပဲဒီတက်မတော်အစိုးရကပဲရွေးကောက်ပွဲဥပဒေတွေရေးဆွဲထားတယ်ဆိုလို့ရှိရင်ကိုကပြောမှဆိုရင်ဒိုင်လူကြီးလုံနေတာပေါ့နော်ဒိုင်လူကြီးလုံနေတဲ့နေရာမှာဒိုင်လိုပဲမနေပဲနဲ့ဒိုင်လိုလဲနေတယ်ပြီးလို့ရှိရင်ကိုလူတွေကိုလည်းနိုင်ငံရေးပါတီတစ်ခုကိုအင်အားကြီးပါတီတစ်ခုကိုပို့လွှတ်ပြီးတော့မှဟိုအပြိုင်ဝင်လဲပြိုင်နေဆိုတဲ့အဓိပ္ပာယ်ကမေးဟိုပေါ့အခုလိုမေးခွန်းထုတ်စရာတွေဖြစ်သွားတယ်မေးခွန်းထုတ်စရာတွေဖြစ်တော့ကျမအနေနဲ့တော့လွတ်လပ်ပြီးတရားမျှတမှုရှိပါတယ်မရှိဘူးပြောတာထက်ခုနကပေါ့မေးခွန်းကယုံကြည်လားမယုံကြည်လားပေါ့အဲ့ဒါလဲကျမကိုယ့်အကူမေးခွန်းထုတ်ရမှာဖြစ်အားလုံးကျေးဇူးတင်ပါရေတော့အောင်ပါပဲဗျာ